အားလုံးပဲမင်္ဂလာပါအဲ့တော့ယနေ့မှာကျွန်တော်မေကွန်းလေးတစ်ခုနဲ့စကြင်ပါတယ်အဲ့ဒီမေကွန်းကဘာလဲဆိုတော့မကျွန်တော်ငငယ်လေးကနေယနေ့အချိန်ထိပြောခဲ့မှုတဲ့စကားလုံးသူတို့မှတွေးတော့ခဲ့မှုတဲ့စကားလုံးဖြစ်ပါတယ်အဲ့ဒီစကားလုံးကဘာလဲဆိုတော့ဘဝသမားဆိုတာဘာလဲ What is ဘဝသမား What does mean ဘဝသမားအဲ့တော့ဘဝသမားဆိုတာဘာလဲအဲ့တော့မကျွန်တော်အနေနဲ့ဘဝသမားဆိုတာနဲ့ပတ်သက်ပြီးတော့စဉ်းစားခဲ့မှုတဲ့အရာတွေတွေးတော့ခဲ့မှုတဲ့အရာတွေပြောဆိုခဲ့မှုတဲ့အရာတွေရှိရဲဆိုရင်ဒီဗီဒီယိုရဲ့အောက်မှာ comment လေးတစ်ချက်ရေးတော့ပေးပါအဲ့တော့ဘဝသမားဆိုတာပါလေအဲ့တော့ဘဝသမားဆိုတာကိုကျွန်တော်မပြောခင်မှာဆေးသမားဆိုတာပါလေအဲ့လေးကိုနေတော့ပြောကြည့်အောင်အဲ့တော့ဆေးသမားဆိုတာသူ့ရဲ့မူရစ်ဆေးအပေါ်မှာဆွဲလန်းနေတယ်ကန့်ညှိနေတယ်တွေ့တာနေတယ်ချစ်ခံနေတယ်အဲ့တော့ဆေးဟာသူ့ရဲ့ဘဝဟာဆေးဖြစ်သွားတယ်အခြေအနေအထိသူ့ရဲ့ဒီမူရစ်ဆေးအပေါ်မှာဆွဲလန်းချစ်ခံသွားတာဖြစ်ပါတယ်ဒါဘာလဲဆိုတော့ဆေးသမားဖြစ်ပါတယ်ဒါပေမဲ့စိတ်ကားသမားလို့ပြောကြည့်အောင်အဲ့တော့စိတ်ကားသမားလို့ပြောရတယ်စိတ်ကားသမားတစ်ယောက်ဟာသူ့ရဲ့ professional ဆန်တဲ့စိတ်ကားသမားတစ်ယောက်ဟာသူ့စိတ်ကားကိုချစ်တယ်စိတ်ကားကိုတန်တန်ရှင်းရှင်းလေးတေချာလေးဆေးကြောထားတယ်တန့်စင်ထားတယ်ဆေးတွေတုပ်ထားတယ်မပြတ်မယွင်းအောင်မပြတ်မစီးအောင်တစ်ချိန်လုံးစောင့်ကြည့်ထားတယ်တစ်ချိန်လုံးပြင်ဆင်ထားတယ်အဲ့တော့မနေ့အစောကြီးထားတယ်စိတ်ကားနဲ့လည်းဖောက်သေးတွေရှာတယ်အဲ့တော့စိတ်ကားနဲ့လို့ရလာတဲ့ပတ်စံတွေနဲ့ဘဝတစ်ခုရှင်သင်ရတာဖြစ်တယ်ဒါစိတ်ကားသမားဖြစ်တယ်အဲ့နောက်တစ်ခုကစီးပွားရေးသမားလို့ပဲကျွန်တော်ပြောကြည့်အောင်အဲ့တော့စီးပွားရေးသမားလို့ပြောလိုက်တာနဲ့သူရဲ့ business ရှင်သန်ဖို့ထမြောက်ဖို့သူရဲ့ business တိုးတက်ဖို့အတွက်သူကတစ်ချိန်လုံးစူးစမ်းနေတယ်အားထုတ်နေတယ်အဲ့တော့အခက်ခဲတွေပြဿနာတွေစင်ခေါ်မှုတွေရှိလာရင်တောင်မှပဲအဲ့ဒီအခက်ခဲတွေပြဿနာတွေစင်ခေါ်မှုတွေကြားကလွတ်မြောက်ပြီးတော့ကိုယ့်ရဲ့ business အောင်မြင်အောင်စူးစမ်းကြတယ်သူတွေဟာစီးပွားရေးသမားတွေဖြစ်တယ်ဆိုအလားတူပဲစာပေသမားလို့ပဲကျွန်တော်တို့ပြောကြည့်အောင်အဲ့တော့စာပေသမားဆိုရင်လည်းပဲသူရဲ့စာအုပ်တွေပေါ်မှာချစ်ခင်တယ်မျက်နှိုးတွေတွေ့တာတယ်အရာရှိအဲ့စာအုပ်စာပေတွေကိုဖတ်တယ်အဲ့တော့စာကြဘိုးဆိုပြီးတော့ဒါအကြောင်းမှာခေါ်ကြတယ်အလေးထားရည်လေဒီရှင်တီဒါမြန်မာနိုင်ငံမှာရှိနေစေတယ်အဲ့တော့ကဘာမှာလေးရှိရဆိုတော့စာကြဘိုးအဲ့တော့စာအုပ်တွေဖတ်ပြီးတော့မျက်မှန်လေးပါလေတက်သွားရတယ်ကလေးတွေရှိတယ်ဆိုတော့ဒီလိုမျိုးလူကြီးတွေလည်းအများကြီးရှိတယ်အဲ့တော့စာပေသမားလို့ပြောလိုက်တာနဲ့စာအုပ်စာပေတွေကိုချစ်ခင်တယ်နှစ်သက်တယ်တွေ့တာတယ်စာပေအတိုင်းဝိုင်းကလူတွေကိုလေးစားတယ်စာရေးဆရာတွေကိုလေးစားတယ်တန်ဖိုးထားတယ်အဲ့တော့သူ့မှာစာပေနဲ့ဆိုင်တဲ့ဒီအတိတုတ္တ knowledge တွေရှိတယ်အဲ့တော့စာပေကိုချစ်ခင်တဲ့အတွက်သူကစာပေသမားဖြစ်ပါတယ်အဲ့နောက်ဆုံးတစ်ခုအနေနဲ့ဖြစ်ဆွေးနွေးရမယ်ဆိုရင်ဘောလုံးသမားလို့ပြောရင်ဘယ်လိုမြင်လဲမက်ဆီတို့ရိုနယ်ဒိုတို့ကိုဒါပြင်းမြင်မယ်ဆိုတော့မလွဲ့အိတ်ခင်ပါအဲ့တော့ဘောလုံးသမားတယောက်ဖြစ်ဖို့ဆိုရင်မနေ့အစောကြီးထားရတယ်လေ့ကျင့်ရတယ်မစားသင့်ရတယ်မစားရဘူးပြင်းပြင်းထန်ထန်လေ့ကျင့်ရတယ်ပြင်ဆင်ရတယ်အဲ့တော့ဘောလုံးသမားဖြစ်ဖို့အတွက်ဘောလုံးသမားမဖြစ်အောင်တားဆီးနေတဲ့အရာတွေအကုန်လုံးဖြတ်တောက်ပလိုက်ဒါဆီယိုနီတို့ပြောတဲ့စကားတစ်ခွန်းပေါ့အဲ့ဒါအဓိကသူ့ဘဝကိုဘေယာကမောင်းနှင်သွားတယ်လေဘောလုံးသမားဖြစ်ဖို့ဘေယာကမောင်းနှင်သွားတယ်လေဆိုတဲ့အရာမှာ discipline ဆိုတဲ့စီကံတတ်မှတ်မှုဖြစ်ပါတယ်ဆိုတော့ဘေယာကမလုတ်သင့်ဘူးဘေယာကလုတ်ရမယ်အဲ့တော့မလုတ်သင့်တဲ့အရာတွေကိုလုံးဝဖြတ်တောက်ပြီးတော့လုတ်သင့်တဲ့အရာတွေကိုလုတ်လိုက်တဲ့အခါမှာသူဟာဘောလုံးသမားတယောက်ဖြစ်လာတာဖြစ်ပါတယ်အဲ့တော့ဒီအခြေအနေကိုရောက်လာတဲ့အခါမှာဘောအသမားဆိုတာဘာလဲဆိုတာတွေကိုမိတ်ဆွေတို့အနေနဲ့အများကြီးစဉ်းစားတွေးခေါ်လို့ရပြီလို့ထင်ပါတယ်အဲ့တော့ဘဝသမားတယောက်ဖြစ်ဖို့ဆိုရင်ကျွန်တော်တို့လွယ်လွယ်ကူကူနဲ့ဘဝသမားတယောက်မဖြစ်နိုင်ပါဘူးအဲ့တော့ဘဝသမားဆိုတဲ့အရာကိုအင်္ဂလိပ်လိုဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲအဲ့တော့မိတ်ဆွေတို့အနေနဲ့ဘဝသမားဆိုတာဘာလဲအဲ့တော့အဓိပ္ပာယ်လေးတစ်ချက်ဖွင့်တော့ပြီးပါကျွန်တော်ကတော့ရိုးရိုးရှင်းရှင်းလေးပဲကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဘဝသမားဆိုတာဘာလဲဘဝသမားဆိုတာ life fighter ဘဝတိုက်ခိုက်သမားတွေဟာဘဝသမားတွေဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဘဝသမားတယောက်ဖြစ်ဖို့ဆိုရင်လွယ်လွယ်ကူကူနဲ့ဘယ်သူမှဘဝသမားတယောက်မဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ဘောလုံးသမားတယောက်ဖြစ်ဖို့ဆိုရင်အပြင်းအထန်ကြိုးစားအားထုတ်ရတယ်။စီးပွားရေးသမားစာပေသမားစကားသမားစသဖြင့်ဒီနယ်ပယ်မှာဖြစ်ဘယ်နယ်ပယ်မှာဖြစ်ဖို့ဆိုရင်အကျင့်တွေကြိုးစားရတယ်အားထုတ်ရတယ်လုံးလပြရတယ်။ဒါမှသာလျှင်ဘဝသမားတယောက်ဖြစ်လာနိုင်မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ငယ်တုန်းကငယ်တွေကဥမာအဖြစ်ထမင်းစားကြတယ်ဝိုင်းပြီးတော့ထမင်းစားတဲ့အခါမှာကျွန်တော်တငယ်ချင်းကလက်ကိုတေချာလေးပြောင်းအောင်မဆေးလိုက်ဘူး။ဟဲ့အောင်မင်းလက်ကိုတေချာလေးဆေးပါလား။ဟဲ့အောင်ငါဘွားသမားပဲကွာငါအလှသမားမှမဟုတ်တာ။ဆိုတော့ဒီလိုမျိုးတွေပြောရတယ်ရှိတယ်။ဆိုတော့တချို့သူတွေကတော့အပြင်သွားမယ်အဲ့တော့ဝစ်စားဆင်တဲ့အခါမှာဖြစ်ကြတဲ့ဆင်ဝစ်စားဆင်ပြီးတော့အပြင်ထွက်သွားလိုက်။ဟဲ့အောင်မင်းတေချာလေးဝတ်လေကွာမင်းဟိုကမဟုတ်သေးဘူး။ဟာငါဘွားသမားပဲကွာအလှသမားမှမဟုတ်တာ။ဆိုတော့တွေးခေါ်ပုံတွေကအစစဉ်းစားပုံတွေတွေးခေါ်ပုံတွေပြောဆိုပုံတွေပြုမှုနေထိုင်ပုံတွေကအဆုံးဘဝသမားတယောက်ဖြစ်ဖို့ဆိုရင်များစွာကြိုးစားအားထုတ်ဖို့လိုအပ်တာဖြစ်ပါတယ်ဖြစ်ကြတဲ့ဆန်းနေမယ်ဖြစ်ကြတဲ့ဆန်းစားမယ်ဆိုရင်ကျွန်တော်တို့ဘဝသမားတယောက်ဘယ်လို့မှမဖြစ်နိုင်ပါဘူးအဲ့တော့
စီရိုနီတို့ကဘောလုံးသမားတယောက်ဖြစ်ဖို့အတွက်အရေးကြီးဆုံးတစ်ချက်ကိုပြောတဲ့အခါမှာ discipline လို့ပြောပါတယ်ဟုတ်ပါတယ်ဆိုတော့ဘဝမှာပဲဖြစ်ဖြစ်ဘယ်နေပင်မှာပဲဖြစ်ဖြစ် discipline ဆိုတဲ့စီကံတတ်မှတ်မှုနဲ့အလုံးမလုပ်ဘူးဆိုရင်ဘယ်တော့မှနီးလန်းတွေကိုလည်းရရှိလာမှာမဟုတ်ဘူးဘယ်ရက်လက်ကိုမှလည်းဖန်တီးနိုင်မှာမဟုတ်ပါဘူးအဲ့တော့ဘဝမှာလည်းပဲကျွန်တော်တို့ဘဝသမားဖြစ်မယ်ဆိုရင်စီရိုနီတို့ပြောတဲ့စကားတစ်ခွန်းကိုပဲကျွန်တော်ယူသွင်းလိုက်ပါမယ် discipline စီကံတတ်မှတ်မှုနဲ့နေဖို့လို့ဘယ်အချိန်မှာတော့ဘာလုပ်မယ်ဘယ်ဟာတော့မလုပ်ဘူးဘယ်ဟာတော့ဖြတ်တောက်မယ်ဘယ်ဟာတော့အစာကျွေးမယ်စသဖြင့်ဘဝမှာလည်းပဲဘဝသမားဖြစ်ဖို့ဆိုရင် number 1 discipline ကများစွာအရေးကြီးတာဖြစ်ပါတယ်အဲ့တော့ဒုတိယတစ်ချက်ကတော့ focus ကိုလုံးနေတဲ့အလုပ်အပေါ်မှာ focus ပြတ်ထားမယ်ဆိုရင်ကြည်လင်တဲ့ရလက်တွေကိုရမှာဖြစ်ပါတယ်ဥပမာပြယနေ့ကျွန်တော်ကင်မရာကိုကြည့်ပြီးတော့စကားပြောနေဒီကင်မရာဟာကျွန်တော်ကို focus ပြတ်နဲ့မရိုက်နိုင်ဘူးဆိုရင်ကျွန်တော်ရဲ့ရုပ်ပုံဟာ clear ဖြစ်မှာမဟုတ်ပါဘူးဝေဝါးနေမှာဖြစ်ပါတယ်ဆိုတော့ဘဝမှာလည်းအဲ့လိုပုံစံမျိုးပဲ focus ပြတ်နဲ့အလုပ်လုပ်ဖို့လိုအပ်တာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးတစ်ချက်ကတော့ repetition ထက်ကလုပ်ခြင်းအပြင်ရက်လက်တွေကိုဖန်တီးနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ယနေ့ဆွေးနွေးတော့တာကတော့ဘဝသမားဆိုတာဘာလဲဆိုတာကျွန်တော်ဆွေးနွေးတော့တာဖြစ်ပါတယ်အဲ့တော့ဘဝသမားတယောက်ဖြစ်ဖို့ဆိုရင်လွယ်ကူနဲ့ဘဝသမားတယောက်မဖြစ်လာနိုင်ပါဘူးအဲ့တော့ဘဝသမားတယောက်ဖြစ်ဖို့ဆိုရင်ကြိုးစားမှုအားထုတ်မှုဆိုတော့ကျွန်တော်ပြောတဲ့အချက်၃ချက်ကတားလျင်တကယ်ကိုဘဝသမားအဖြစ်ကိုတွန်းပို့ပေးနိုင်တဲ့အရာတွေဖြစ်ပါတယ်အဲ့တော့ဘဝသမားဟာလွယ်ကူနဲ့ဘယ်တော့မှမဖြစ်နိုင်ပါဘူးဆိုတာကိုကျွန်တော်ပြောလိုပါတယ်အဲ့တော့ဘဝသမားဖြစ်ဖို့အတွက်ဘဝသမားဆိုတာကြိုးစားအားထုတ်မှုတွေနဲ့အတူရှင်သန်ပေါက်ဖွာလာတဲ့အမီနာမတစ်ခုဖြစ်တယ်ဆိုတာကိုပြောကြရင်ကျွန်တော်အဆုံးသတ်လိုက်ရပါ